Unify self-awareness to manage stress စိတ်ဖိစီးမှုကိုစီမံခန့်ခွဲရန်ကိုယ့်ကိုယ်သဘောပေါက်မှုကိုယ့်ကိုယ်နားလည်လက်ခံနိုင်စွမ်းဆိုတော့ကောင်းစဉ်အောင်ပါ Everyone desire to lead a happy, healthy and stress-free life လူတိုင်းကစိတ်ဖိစီးမှုကင်းတဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိဖို့အတွက်လိုလားတောင်းတကြတယ် To achieve such a fantastic life အဲ့လိုမျိုးကောင်းမွန်ကြီးကျယ်လာတဲ့ဘဝကိုရရှိဖို့အတွက်ဆိုရင် peace and tranquility is vital ငြိမ်းချမ်းမှုနဲ့တည်ငြိမ်အေးဆေးမှုကတော့အသက်သွေးကြောပါပဲ Without these အဲ့ဒါတွေမရှိဘူးဆိုရင် we may encounter hardships or unpredictable challenges အခက်အခဲတွေကြိုတင်ခံမှန်းထားလို့မရတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ် that may evoke strong feeling or stress စိတ်ဖိစီးမှုတွေပြင်းထန်တဲ့စိတ်ခံစားချက်တွေကိုထွက်ပေါ်လာစေတဲ့ What is a state of worry or mental tension ဆိုရင်ပူပန်မှုအခြေအနေတစ်ခုဖြစ်တဲ့ခက်ခဲတွေကြိုတင်ခံမှန်းမထားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ် Several factors affect people to stress အကြောင်းအရာတွေကဏ္ဍတော်တော်များများဟာလူတွေကိုစိတ်ဖိစီးစေရန်တက်ရောက်စေတယ်အမှန်ပေါ့အဲ့ဒီတည်းမှာ workplace pressure အလုပ်ခွင်ဖိအားတွေ financial loss ငွေကြေးဆုံးရှုံးမှုတွေ chronic diseases or pandemic နာတာရှည်ယောဂါတွေကပ်ယောဂါဘေးတွေ and terror attacks and wars အကြမ်းဖက်တိုက်ခိုက်မှုတွေစစ်ပွဲတွေဟာဆိုရင် are the most common အဖြစ်အများဆုံးဖြစ်တယ် Most people assume that လူတော်များများကယူဆကြတယ် work stress top most stress trigger အလုပ်ခွင်ဖိအားဟာဆိုရင်စိတ်ဖိစီးမှုကိုအများဆုံးဖြစ်စေတဲ့အရာပဲ However ဒါပေမဲ့ many of us have experienced the work stress တို့ရဲ့တော်တော်များများကတော့အလုပ်ခွင်ဖိအားကိုကြုံတွေ့ဘူးကြလိုက်မယ် Even during the last few years ဒီနှစ်ပိုင်းအတော်အတွင်းမှာပဲတဲ့ဆိုလိုတာကတော့ the COVID-19 pandemic COVID-19 ကရောဂါကာလဖြစ်တဲ့ which is result in the financial loss and the loss of their beloved ones တို့ရဲ့ငွေကြေးကဏ္ဍဆုံးရှုံးမှုတွေချစ်ခင်မြတ်နိုးရတဲ့သူတွေဆုံးရှုံးမှုတွေကိုကြုံတွေ့ရတဲ့ COVID-19 pandemic မှာ in addition ထပ်ပေါင်းပြောမယ်ဆိုရင် terror attacks and cyber wars အကြမ်းဖက်တိုက်ခိုက်မှုတွေပြည်တွင်းစစ်တွေဟာဆိုရင်လည်း that occurs in some region of the world today ယနေ့ကမ္ဘာရဲ့တချို့ဒေသတွေမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်တွေအကြမ်းဖက်တိုက်ခိုက်မှုတွေဟာဆိုရင်လည်းပဲ are the source of severe stress ပြင်းထန်ဆိုးဝါးတဲ့စိတ်ဖိစီးမှုတွေရဲ့အရင်းမြစ်တွေဖြစ်တဲ့ at times အဲ့လိုမျိုးအချိန်ခါမျိုးမှာဆိုရင် the veterans especially innocent civilians တားကောင်တွေအထူးသဖြင့်အပြစ်မဲ့တဲ့ပြည်သူတွေဟာဆိုရင် were affected သူတို့ကိုတက်ရောက်ဆိုတဲ့ physically and mentally ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောတက်ရောက်မှုတွေရှိစေပါတယ် death injury sexual violence malnutrition illness and disability သေဆုံးမှုတွေထိခိုက်ဒဏ်ရာရရှိမှုတွေလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအာရအသက်ချို့တဲ့မှုတွေဖြားနာမှုတွေကိုယ်လက်အင်္ဂါချို့ယွင်းမှုတွေဟာဆိုရင် are some of the most threatening physical consequences of a war စစ်ပွဲတစ်ခုရဲ့ဆိုးဝါးပြင်းထန်ဆုံးသောရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များအနည်းတချို့ဖြစ်ကြတယ် Why post traumatic stress disorder PTSD depression and anxiety နောက်ပိုင်းစိတ်ဒဏ်ရာရမှုစိတ်ဖိစီးမှုနဲ့အတူစိတ်ကစင်ကလျားဖြစ်မှုတွေ depression စိတ်ဓာတ်ကျတာတွေစိုးရိမ်ပူပန်လွန်တာတွေဟာ are some of the emotional effects စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုတွေကတချို့ဖြစ်စဉ်မှာ terror and horror separate by the violence of wars စစ်ပွဲရဲ့အကြမ်းဖက်မှုကြောင့်ပြန့်နှံ့လာတဲ့ကြောက်ရွံ့မှုတွေထိတ်လန့်မှုတွေဟာဆိုရင် disrupt the lives of civilians တိုင်းသူပြည်သားတွေရဲ့ဘဝတွေကိုအနှောက်အယှက်မှုတွေဖြစ်စေတယ် and usually turn their lives completely upside down သူတို့ရဲ့ဘဝတွေကိုလုံးဝကိုမှဇောက်ထိုးမှုမျိုးဖြစ်သွားစေတယ် leaving the emotionally distressed သူတို့ကိုစိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေပဲကြံရှိခဲ့ပြီးတော့လုံးဝပြောင်းလဲတယ်လားဖြစ်စေတယ် Not all stress has negative impact on us စိတ်ဖိစီးမှုတိုင်းကတို့ရဲ့အပေါ်မှာမကောင်းတဲ့အကျိုးသက်ရောက်မှုရှိတာတော့မဟုတ်ပါဘူး Coping adaptfully ချစ်ကြလက်ကြကိုင်းတွယ်စီမံခြင်းက can make a big difference to our mental and physical well-being ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနေပြောင်းမှုမှာဆိုရင်ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေပါတယ် Otherwise အဲ့လိုမဟုတ်ဘူးဆိုရင်တော့ we can face serious problems တို့တွေကဆိုးဝါးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်တယ် That is ဆိုလိုတာတော့
we may be physically, emotionally or behaviorally affected ကျွန်တော်တို့ကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောအမှုအကျင့်ပိုင်းဆိုင်ရာတွေမှာပါတရားမှုတွေရှိစေနိုင်တယ် physically ရုပ်ပိုင်းဆိုင်ရာအဖြစ်ဆိုရင် we may suffer from တို့ရခံစားနိုင်တယ် headache ခေါင်းကိုက်တာတွေ migraines ပြုတ်အန်တာတွေ back pains ခါနာတွေဆွေးတိမ်ချွေးထွက်လွန်တာတွေ nausea မိုးဝေတာတွေ indigestion အစာမကြေဖြစ်တာတွေ chest pain ရင်ကောင်းအောင်တာတွေ fatigue ပင်ပန်းနွမ်းနယ်လွယ်တာတွေ over or under eating အလွန်ကျွံစားတာအစာနယ်လွန်းတာတွေ and malnutrition ကျွတ်သားနာကျင်တာတွေဖြစ်တတ်တယ် symptoms or emotional or cognitive symptoms စိတ်ပိုင်းဆိုင်ရာအကျိုးတရားမှုတွေသိမြင်မှုပိုင်းဆိုင်ရာလက္ခဏာတွေကတော့ comprise ပါဝင်ဖွဲ့စည်းထားပါတယ် worry စိုးရိမ်တာ fear ကြောက်ရွံ့တာ irritability မခံမရနိုင်အောင်ဖြစ်တယ်တခုဆိုရင်တန်နဲ့စိတ်တိုးလွယ်တာမျိုးဝမ်းနည်းလွယ်တာမျိုး anger ဒေါသထွက်တာတွေ loss of motivation စိတ်ခွန်အားကင်းမဲ့နေတာမျိုးတက်ကြွမှုကင်းမဲ့နေတာမျိုး difficulty in concentrating အောင်စူးစိုက်မှုခက်ခဲတာတွေ mood instability ခဏမငြိမ်ဖြစ်တာတွေ and memory problems မှတ်ဉာဏ်ပြဿနာတွေကြုံတွေ့ရနိုင်တယ် nail biting လက်သက်ကိုက်တာ constant thoughts about stressors စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အကြောင်းကိုပဲထပ်ခါတွေးနေမိတာမျိုးတွေ restlessness အနားယူလို့မရတာမျိုးတွေ teeth grinding သွားကြိတ်တာတွေ distress sleep အိပ်ဆက်တာမျိုး diet ဒီနေရာမှာ diet ဆိုတာမျိုးကတော့ပုံမှန်စားနေကြအစားမျိုးပဲစားလို့ရတာ interpersonal conflict ပေါင်းသင်းဆက်ဆံရေးပြဿနာတွေ social withdrawal လူမှုရေးကင်းကွာမှုတွေ drug or alcohol abuse ဆေးဝါးတွေအရက်တွေဆွဲလန်းတာတွေ and procrastination ချီတုံချတုံနဲ့ရွှေ့ရွှေ့ဆက်ဆံဖြစ်တာတွေဟာဆိုရင် are the indication of behavioral symptoms အပြုအမူပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာပြဆိုချက်တွေပဲဖြစ်တယ် what self awareness ကိုယ့်ကိုနားလည်သဘောပေါက်မှုလက်ခံနိုင်မှုနေတာဆိုရင် we can deal with these problems ကျွန်တော်တို့ဟာဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းနိုင်ပါတယ် by using shortcuts such as sleep a healthy diet exercise and other forms of self-care အိပ်စက်ခြင်းတွေကျန်းမာတဲ့အစားအသောက်တွေလေ့ကျင့်ခန်းတွေတခြားသောကိုယ့်ကိုဂရုစိုက်တဲ့ပုံစံတွေနဲ့ဖြတ်လန်းနည်းတွေအတိုးချုံးနည်းတွေကိုသုံးပြီးတော့သုံးခြင်းအပြင်ပေါ့နော် when basic needs are neglected အခြေခံလိုအပ်ချက်တွေကိုညှဉ်းပန်းခံရတဲ့အခါမှာ health and mental well-being deteriorate ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာနေပျော်မှုဟာဆိုရင်ဆုံးဝါးပျက်စီးသွားပါတယ် which contribute to additional stress နောက်ထပ်စိတ်ဖိစီးမှုတွေကိုအထောက်အပံ့ဖြစ်စေတဲ့စိတ်ပိုင်းဆိုင်ရာဆိုးဝါးမှုတွေကျန်းမာရေးပိုင်းတွေကိုထိခိုက်စေတယ်လို့ပြောတာပါ at that time အဲ့ဒီအချိန်မှာ we must find ways to encounter stress တို့တွေဟာစိတ်ဖိစီးမှုကိုစီမံခန့်ခွဲဖို့ရင်ဆိုင်ဖို့နည်းလမ်းတွေကိုရှားပါမယ် physically emotionally and behaviorally စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအပြုအမူပိုင်းဆိုင်ရာမှာပါ and manage to cope with it ပြီးတော့အဲ့ဒါကိုတည်တည်ချာချာဂိုင်တွယ်ဖြေရှင်းရမယ် following are the useful stress management tips အောက်ပါတွေကတော့အသုံးဝင်တဲ့စိတ်ဖိစီးမှုကိုစီမံခန့်ခွဲတဲ့နည်းလမ်းတွေဖြစ်ကြတယ် suggested by scientists သိပ္ပံပညာရှင်တွေကအကြံပြုထားတဲ့ keep things in perspective ရုပ်လုံးပေါ်အောင်ကြည့်ပါ in the heat of the moment တွေးဆူတော့အချိန်မှာဆိုရင် let the problem can feel bigger than they actually are တင်းရတဲ့ပြဿနာတွေကိုသူတို့အစစ်အမှန်ရှိတာထက်ပိုပြီးတော့မှကြီးမားတယ်လို့ခံစားနိုင်တယ် in such a situation အဲ့လိုမျိုးအခြေအနေမှာဆိုရင် we should take a step back ငါတို့ကနောက်တစ်လမ်းပြန်ဆိုရမယ် and think about how important our stressors are and a bigger contents တို့ရဲ့စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းအရာတွေဟာဘလောက်အရေးကြီးတယ်လဲဆိုတဲ့အကြောင်းကိုတည်တည်ချာချာစစ်ဆက်နဲ့ပြန်ပြီးတော့မှစဉ်းစားပါ have a positive attitude အကောင်းမြင်စိတ်ထားပါ when facing major challenges အတိကစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့အခါမှာ we must try to look at them တို့တွေကသူတို့ကိုကြည့်မြင်ဖို့ကြိုးစားရမယ် as opportunity for personal growth ပုဂ္ဂိုလ်ရေးတိုးတက်မှုအတွက်အခွင့်အလမ်းတွေအနေနဲ့ stress motivate us စိတ်ဖိစီးမှုတွေကတို့တွေကိုတွန်းအားပေးပါတယ် work towards solving problems ပြဿနာတွေကိုဖြေရှင်းဖို့အလုပ်လုပ်ဖို့တွန်းအားပေးတယ် if we assume ငါတို့တွေကယူဆမယ်ဆိုရင် stress as an acceptable emotion စိတ်ဖိစီးမှုဆိုတာ
လက်ခံနိုင်တဲ့စိတ်ခံစားချက်တစ်ခုလို့ယူဆမယ်ဆိုရင် we can reduce many of negative symptoms တို့တွေကမကောင်းတဲ့လက္ခဏာတွေအများကြီးကိုရှော့ချနိုင်တယ် that we associate with it အဲ့ဒါနဲ့ဆက်ဆံနေတဲ့မကောင်းတဲ့လက္ခဏာတွေရှော့ချနိုင်တယ် the goal is to manage stress ပန်းထိုင်ကစိတ်ဖိစီးမှုစီမံခန့်ခွဲဖို့ဖြစ်တယ် not to eliminate it ဒါတွေအကုန်လုံးပပျောက်ကင်းစင်သွားဖို့မဟုတ်ဘူး prioritize our responsibility တို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကိုဦးစားပေးသတ်မှတ်ပါ we must focus on completing small tasks first တို့ဟာတင်းငယ်တဲ့လုပ်ငန်းတာဝန်တွေကိုအရင်ဦးဆုံးပြီးမြောက်လုပ်ခြင်းမှာအာရုံစိုက်ရမယ် it can be stressful အဲ့ဒါကစိတ်ဖိစီးစရာအပြည့်ဖြစ်နေနိုင်တယ် if we have a lot of tasks to do တို့မှာလုပ်ဖို့အများကြီးရှိတယ်ဆိုရင် even though none of them is big အဲ့ဒီတည်းကတစ်ခုမှအကြီးကြီးမဟုတ်ဘူးဆိုရင်တော့မှ so we should give priority ဒါကြောင့်တို့တွေဦးစားပေးသတ်မှတ်တဲ့နဲ့ to accomplish the smaller one quickly သိငယ်တဲ့တစ်ခုကိုမြင်မြန်ပြီးမြောက်ဖို့ and then step forward to larger ones ပြီးတော့မှပိုကြီးတဲ့တစ်ခုကိုရှေ့ဆက်လုပ်ဆောင်ပါ start a journal ဒီစမှတ်တမ်းတစ်ခုရေးဒီနေရာမှာ journal နဲ့ diary ကြားကကွာခြားချက်လေးစဉ်းစားမိဖို့လဲလိုပါတယ် a straight journal can be a good release ဒီစိတ်ဖိစီးမှု journal တစ်ခုဟာမှတ်တမ်းတစ်ခုဟာဆိုရင်ကောင်းမွန်တဲ့ထွက်ပေါက်တစ်ခုဖြစ်နိုင်တယ် for our peanut feeling ငါတို့ရဲ့မွန်းချက်တည်တဲ့ခံစားချက်တွေအတွက် oh whenever we feel stress ဒါကြောင့်တို့တွေစိတ်ဖိစီးမှုခံစားရတဲ့အချိန်တိုင်းမှာ we can write down ငါတို့ရေးချနိုင်မယ် what come us to our mind ငါတို့စိတ်ထဲမှာပေါ်လာတဲ့အရာတွေအကုန်လုံးကို regardless of grammar or spelling တရားနည်းလမ်းတွေစလုံးပေါင်းတွေကိုစိတ်ပူပန်နေစရာမလိုဘဲနဲ့ရေးချမယ် that will help us အဲ့ဒါကိုညီပေးလိုက်မယ် release our tension ငါတို့ရဲ့တင်းမာမှုတွေကိုရှော့ချဖို့ when we read them again ဒါကိုထပ်ဖတ်တဲ့အခါမှာ we can identify the regular stressor in our lives ငါတို့ရဲ့ဘဝမှာပုံမှန်စိတ်နှောဖြစ်စေတဲ့အကြောင်းအရာတွေကိုခွဲခြားသတ်မှတ်နိုင်မယ် and find the best solution အကောင်းဆုံးအဖြေကိုရှာနိုင်လိုက်မယ် talk about our problems တို့ရဲ့ပြဿနာတွေကိုပြောပါ according to the psychiatrist စိတ်ပညာရှင်တွေရဲ့ပြောစကားအရဆိုရင် talking about our stressor တို့ရဲ့စိတ်ဖိစီးမှုဖြစ်တဲ့အကြောင်းအရာကိုပြောပြခြင်းက release hormone တွေကိုထုတ်ပေးတယ် that reduce negative feeling မကောင်းတဲ့ခံစားချက်တွေကိုလျှော့ချစေတော့ associate with stress စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေတဲ့ though we may not be able to solve this problem အဲ့ဒီပြဿနာတွေကိုတို့တွေကမဖြေရှင်းနိုင်ပေမဲ့လည်းရောကြမဲ့ဟော်မုန်းကိုထုတ်ပေးတဲ့အတွက်ပြောတဲ့နဲ့ဒါမျိုးပြောတာပါ time spent talking with friends and loved one တကယ်ချင်းတွေချစ်ခင်များနွယ်ရတဲ့သူတွေနဲ့စကားပြောခြင်းနဲ့ကုံဆုံးတဲ့အချိန်တွေဟာဆိုရင် is valuable တန်မိုးရှိပါတယ် even when we have a lot of tasks to carry out တို့မှာလုပ်စရာတွေအများကြီးရှိနေတော့မှတန်ပါတယ် so we will better make phone calls or send email ဒါကြောင့်တို့တွေဖုန်းတွေခေါ်တဲ့နဲ့စာတွေပို့တဲ့နဲ့ to our related and close friends တို့ရင်းနှီးတဲ့တငယ်ချင်းတွေဆွေမျိုးတွေကို to make social connection seek counseling တိုင်ပွေဆွေးနွေးမှုကိုရှာဖွေပါ safeguard measures do not function well ကိုယ်စောင့်ရှောက်တဲ့အတိုင်းအတာတွေကကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် to consider therapy ကုထုံးတစ်ခုကိုတွေးဖို့လိုအပ်တဲ့ or discuss a lay counselor အကြံပေးပုဂ္ဂိုလ်တူနဲ့ဆွေးနွေးဖို့လိုအပ်တယ် who can help us ငါတို့ကိုညီပေးနိုင်တယ်လို့ find the source of our stress ငါတို့ရဲ့စိတ်ဖိစီးမှုတွေရဲ့အရင်းအမြစ်ကိုရှာမယ် and find new coping tools နောက်ထပ်စီမံခန့်ခွဲမဲ့နည်းသက်တွေကိုရှာမယ် to bring us back into balance and recovery နလန်ထူအောင်မျှခြေကိုပြန်ပြီးတော့ရအောင် if the support of the lay counselor doesn't work ပုဂ္ဂိုလ်ရဲ့အကြံပေးရဲ့အထောက်ပံ့ကအလုံးမဖြစ်ဘူးဆိုရင် we should get the professional level support ကျွမ်းကျင်အဆင့်အထောက်ပံ့ကိုရယူသင့်တယ် in addition to this stress management tips ဒီစိတ်ဖိစီးမှုထိန်းချုပ်တဲ့နည်းလမ်းတွေကိုထပ်ပေါင်းပြောမယ်ဆိုရင် we should miss prioritizing daily uplifts တို့ဟာနေ့စဉ်စိတ်ဓာတ်တက်ကြစေတဲ့လှုပ်ဆောင်ချက်တွေပေါ်မှာလည်းမလွဲချော်သင့်ဘူး these activities will surely help our stress level decrease အဲ့လှုပ်ဆောင်ချက်တွေကကျွန်တော်တို့ရဲ့စိတ်ဖိစီးမှု level ကိုလုံးဝနှိမ်ကျစေလိုက်မယ် and our mind and body will become calm centered ပြီးတော့ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဆိုလည်းတည်ငြိမ်ပြီးတော့အေးဆေးလာလိုက်မယ် in fact အထူးပြောမယ်ဆို physical well-being is blessing ကိုယ်ကိုယ်ပိုင်းဆိုင်ရာကောင်းမွန်မှုဆိုတာဟာကောင်းချီးတစ်ခုပါပဲ and healthy coping strategies like exercise, safeguard, relaxation technique နည်းဗျူဟာတွေဟာ can have to reduce or manage stress စိတ်ဖိစီးမှုစီမံခန့်ခွဲဖို့ရောကြဖို့ကူညီပေးနိုင်တယ် and other uncomfortable emotions